အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်တင်ပြပေးချင်တာကတော့လန်ဒန်မြို့လေကောင်မှာရောဘာရဲ့အကြီးမားဆုံးတရုတ်မီဂါတန်ယုံကြီးတိစောက်ဖို့ဒီတိုင်းဆိုရဘက်ကဗီစိန်ပြလိုက်တဲ့ပုံကိုစီရေးရအောင်နိုင်ငံရေးရမြင်နေပါညသုံးသက်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဒါဟာတာမန်တန်မန်ရေးရကိစ္စထပ်ပို့တဲ့ strategist ပေးလက်ညှိမှုတစ်ခုလို့ကျွန်တော်မြင်မိပါတယ်ဒီတိန်ရဲ့လက်တွေ့ဆန်တဲ့ရှေ့လန်းလားဒါမှမဟုတ်လုံခြုံရေးရစွတ်စားမှုလားဆိုတာကိုဇလက်ဆောင်ကြည့်သွားရအောင်အဲ့တော့ပထမဦးဆုံးပေါ့နိုင်ငံရေးမြင်ရအောင်နိုင်ငံရေးရဆိုရင်ဒါအကျိုးစီးပွားအတွက်မဟာဗျူဟာကိုကြောင်းလဲလုပ်တယ်လို့တော့ကျွန်တော်မြင်မိတယ်အရင်တော့ဒီ conservative ဆိုရလက်ထက်မှာတရုတ်နဲ့ဆက်ဆံရေးက ICO လို့ပြောလို့ရလောက်သူတို့အေးဆက်နေကြတာဒါမဲ့လေခုဒီတက်လာတဲ့ Labor ဆိုရလက်ထက်မှာစီးပွားရေးရလက်တွေ့ဆန်တဲ့ဘက်ကိုဒါတိတိတတ်လာရင်းလာဗီဒီယိုရဲ့ဒီကြာဆင်းနေတဲ့စီးပွားရေးကိုပြန်ထူထောင်ဖို့တရုတ်ရဲ့ယင်းနှိမ့်ညွှန်မှုတွေကိုသူတို့မဖြစ်မနေကိုလိုအပ်တာပေကျင်းကလည်းဗီဒီယိုတန်ရုံးတစ်စီမံကိန်းကိုရှေ့တိုးနိုင်ဖို့အတွက်လန်ဒန်ကလည်းဒီစီမံကိန်းကိုတန်တမန်ရေးရလက်ဆောင်အဖြစ်ပေးယူလုပ်လိုက်တယ်လို့နိုင်ငံရေးကကျွန်တော်အနေနဲ့မြင်မိတာစေးရကြည့်ရရင်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုနေတဲ့ကြီးကြီးမားမားမြင်တွေ့လာတာတရုတ်ဆိုရအနေနဲ့ကလန်ဒန်မြို့တော်ရဲ့တပိုင်းဝင်နေရာတစ်တစ်ခုဖြစ်တဲ့ရိုင်ယံမိန်ကောက်နေရာကို2018ခုနှစ်တည်းကဝယ်ယူခဲ့တာဒီမြေနေရာကလန်ဒန်မြို့စင်နဲ့လည်းနေတယ်အကျယ်ဝန်းအားဖြစ်လေတာစပီယန်ပေ9,400ခန့်ရှိတာဒါတရုတ်နိုင်ငံရဲ့ဒီလက်ရှိဝါရှင်တန် DC ကတန်ယုံထက်ပိုပြီးတော့ကြီးတယ်လို့ဒီတိုင်းမှာရှိတဲ့အမေရိကန်တန်ယုံထက်လည်းပိုပြီးတော့ကျယ်ဝန်းတာဥရောပမှာဆိုရင်အကြီးမားဆုံးတန်ယုံအထီတော့ဖြစ်လာတာဒီတန်ယုံကတာမန်ယုံကတစ်ခုလည်းမဟုတ်ဘူးကျယ်ဝန်းကလောက်ကြီးကျယ်ဝန်းနေတော့ဒါတရုတ်ရဲ့အစစ်အဆက်သွယ်ရေးနည်းပညာတွေထောက်လှမ်းရေးနည်းပညာတွေအားလုံးကဒီဝန်းထဲမှာရှေ့ဆိုင်လာဒါကိုလည်းတစ်ဖက်ကဘိန်းထောက်လှမ်းရေး MI5 ကလန်ဒန်မြို့လေကောမှာငကြကြီးတက်ထားသလိုဖြစ်နေမလားဆိုပြီးတော့သူတို့အနေနဲ့အထူးစိုးရိမ်ခဲ့တာဗီတန်ရဲ့ဒီသမိုင်းဝင်လန်ဒန်တာဝါနာမှာတရုတ်ရဲ့ဒါအကြီးဆုံးရှေ့ဆိုင်စကန်ကြီးရှိနေတာနိုင်ငံရေးရာဟောဒါပြရုပ်ရပါတာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတွေကိုပို့ပြီးတော့မြင်တွေ့လာတာဒီလိုတန်ယုံကြီးဒါခိုင်ခိုင်မာမာရှိလာရဲ့ဒါဆန္ဒပြသူတွေရဲ့လုံခြုံရေးနဲ့လွတ်လပ်စွာပေါ်လို့ခွင့်တွေပေါ်ကိုဖိနှိပ်မှုတွေရှိလာပါဘူးလူခွင့်ရေးဖွဲ့စည်းတွေအားလုံးကဒါစိုးရိမ်နေကြတာဒါတီဗူချက်နဲ့ပတ်သက်ပြီးတော့ဒါဗီဒီယိုအတွက်အမြတ်ကိုရှုံးရောနှစ်ခုလုံးကတော့တွန်တွဲနေတယ်အမြတ်ဘက်ကကြည့်ရင်ဒီတရုတ်နဲ့ကုန်သွယ်ရေးပြန်ပွင့်လာနိုင်တယ်ပေကျင်းမှာလေဒါဗီဒီယိုရဲ့ဩဇာတွေပြန်ပြီးတော့ဆက်ထွင်ဖို့ခွင့်ရေးတွေအများကြီးရလာတာရှုံးဘက်ကရှုံးနေတယ်ပေါ့လားအမေရိကန်လိုမဟာမိတ်တွေရဲ့အယုံကြည်တွေပြတ်လာတယ်ငါတို့ကဒါတရုတ်ကိုဝိုင်းပြီးတော့ပိတ်ဆို့နေတဲ့အချိန်မှာမင်းကဘာလို့ဘဟုချက်ကြီးကိုပေးထားတာလဲဆိုတော့မေးခွန်းမျိုးကိုဒါဗီဒီယိုအတွက်ဖြေဖို့ဒါကြက်ရိုက်လာနိုင်တော့ဗီဒီယိုဘက်ကအတီးပြုတ်လိုက်တယ်ဆိုပေမဲ့လေဒါလှုပ်ရှင်တာလှုပ်ခွင့်ပေးလိုက်တာမျိုးတော့မဟုတ်ဘူးဆောက်လုပ်ရေးကာလတွေမှာဘလို့ပစ္စည်းတွေသုံးမလဲဘလို့နည်းပညာတွေထည့်မလဲဆိုတာကိုဒါဗီဒီယိုဘက်ကနီးကပ်စောင့်ကြည့်စစ်ဆေးမဲ့စီကံချက်တွေပါလာနိုင်တာပေါ့ဒေသခံတွေအနေနဲ့ကလည်းဒါတရုတ်ဆက်ညီအမတ်တွေရဲ့ကန့်ကွက်မှုတွေကြောင့်တရားရုံးမှာမှုခင်းနေတယ်ရှေ့ဆက်ပြီးတော့ဖြစ်လာနိုင်ဗီဒီယိုကဒါလုံခြုံရေးထက်လက်တွေ့ကျတဲ့ဆက်ဆံရေးကိုဦးစားပေးတဲ့လမ်းကြောင်းကိုပို့ပြီးတော့ရွေးချယ်လိုက်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတာဒီကနေ့ကိုဒါဒီခုဒီတင်ရဲ့ဒါတရုတ်တန်ယုံနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ပြန်ပြီးတော့ဒါနှိမ့်ရှုပ်ရတယ်ဥရောပနိုင်ငံတွေအားလုံးကဒါတရုတ်ပေါ်မှာထားတဲ့ဘူဝါဒတွေကဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီလို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်